မျိုးသမီးငယ်လေးနိုးလာတဲ့အခါမှာတော့သူမရဲ့သပင်တွေဟာတခန်းလုံးပြည့်နေနေုံတင်မကပဲလေကားထစ်တွေအထိပါပြက်နှက်ရှည်ပြားနေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့သူမဟာလွန်ခဲ့တဲ့ခဏလေးကမှတော်ရင်းဆုံးမရဲ့မော်ငှက်ကိုလွှတ်ပေးခဲ့မိတာကြောင့်ဆုံးမရဲ့ကျိန်စာတိုက်ခြင်းကိုခံလိုက်ရတာပါ။သူမရဲ့သပင်တွေဟာအေယာဝတီမြစ်ရေလိုပဲတားမရစီးမရစီးစင်းရှည်ပြားလာပြီးတက်ကြီးနဲ့ညှက်ညက်တစင်းနဲ့ပိုင်းပိုင်းဘလို့မှဖြတ်လို့မရပါဘူး။ဒီအတိုင်းသာဆက်သွားရင်တော့သူမရဲ့အာဟာရဓာတ်တွေအားလုံးကိုဒီသပင်တွေကစုပ်ယူသွားပြီးသပင်တွေကြားမှာတင်ရုပ်အလောင်း6ကြီးဖြစ်သွားရတော့မှာပါ။အဲ့ဒီအချိန်မှာပဲသူမအသက်ငယ်ခဲ့တဲ့မောင်ငှက်လေးပြန်ရောက်လာပြီးကျေးဇူးဆက်တဲ့အနေနဲ့သတင်းတစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့တောနက်ထဲမှာနေထိုင်တဲ့ထင်းခုတ်သမားတစ်ယောက်စီမှာကဘာပေါ်ကဘဲရာကိုမဆိုဖြတ်တောက်နိုင်တဲ့မော်ပစိန်တလက်ရှိရဲဆိုတာပါပဲ။အဲ့ဒီပစိန်ကမှဘဲလာရဲ့ကျင်းစာတင်းသပင်တွေကိုဖြတ်နိုင်မှာပါ။မထွက်ခွာခင်မှာဖခင်ဖြစ်သူကဗိုက်စာရာနဲ့ပန်းသီးတစ်လုံးကောက်စားဖို့လုပ်ရမှာဝင်မလွေလူသားကချက်ချင်းပုတ်ချလိုက်ပြီးဒါဟာနှင်းဖြူမလေးနေခဲ့တဲ့အိမ်ဟောင်းဖြစ်တာကြောင့်ဒီပန်းသီးဟာဆုံးမရဲ့အစိတ်ခတ်ထားတဲ့ပန်းသီးဖြစ်နိုင်တယ်လို့သတိပေးလိုက်ပါတယ်။တောထဲကိုရောက်တဲ့အခါမှာတော့သူတို့ဟာဆုံးမလိုက်လန်ဖမ်းဆီးသူတယောက်နဲ့တိုးပါတယ်။အဲ့ဒီမိုးဆိုးကဘဲလာရဲ့ထူးခြားဆန်းပြတဲ့သပင်ရှည်ကြီးတွေကိုမြင်ပြီးသူမကိုဆုံးမလို့ထင်ကတစ်သားအိမ်လေးထဲမှာပိတ်လောင်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းဝင်မလွေလူသားနဲ့ဖခင်ဖြစ်သူတို့ဟာတောလယ်မှာထင်းခုတ်သမားကိုရှာတွေ့သွားပါတယ်။ဒါပေမဲ့ပစိန်ကိုရဖို့အတွက်ထင်းခုတ်သမားထင်းခုတ်လို့မပြီးခင်မှာသူ့ရဲ့နာမည်ကိုမှန်အောင်ပြောရမယ်ဆိုတဲ့စီကန်းရှိနေပါတယ်။ထင်းခုတ်သမားဟာဒီတောထဲမှာအထီးကျန်နေထိုင်လာတာနှစ်ပေါင်းရာချီနေပြီမို့သူ့နာမည်ကိုမှန်းရတာတကယ်ကိုခက်ခဲနေပါတယ်။ထင်းခုတ်သမားကမျက်စိမမြင်ပေမဲ့နားကတော့အရန်ပါတာကြောင့်နည်းနည်းလေးတောင်အနားကပ်လို့မရပါဘူး။နောက်ဆုံးထင်းတုံးကိုခွဲကန်ဒီချိန်မှာပဲမော်ငှက်လေးကထင်းခုတ်သမားရဲ့အုတ်ထုတ်ပေါ်ကတဲလွန်စကိုတွေ့သွားပြီးဖခင်ဖြစ်သူရဲ့နားမှာလာပြီးတိုးတိုးလေးပြောပြလိုက်ပါတယ်။ရေတွက်မှုရဲ့နောက်ဆုံးစက္ကန့်မှာပဲဖခင်ဖြစ်သူကနာမည်ကိုမှန်အောင်ပြောနိုင်ခဲ့ပါတယ်။အဲ့ဒီနာမည်ကတော့ရိုးရိုးလေးပါပဲ။ကိုကတ်တာတဲ့ထင်းခုတ်သမားလည်းဂတိအတိုင်းပစိန်ကိုပေးအပ်လိုက်ပါတယ်။အဲ့ဒီနောက်မော်ငှက်ကဘယ်လာပိတ်လောင်ခံထားရတဲ့နေရာကိုလမ်းပြခေါ်သွားပေမဲ့မိုးဆိုးကမော်တက်နဲ့တကားကိုဝတ်ထားတာကြောင့်သူတို့အဝင်ဝကိုရှာမတွေ့ဖြစ်နေပါတယ်။ဖခင်ဖြစ်သူကမော်ပစိန်နဲ့တစ်ပင်ကြီးကိုခွဲပစ်ဖို့ကြံစီပေမဲ့ဝန်ပလွေလူသားကအဲ့ဒီလိုလုပ်ရင်ဘယ်လာပါတည်သွားနိုင်တယ်လို့တားလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဘယ်လာရဲ့နွယ်ပင်လိုရှည်ရတဲ့သပင်တွေကိုကျိုးတရားလိုအောက်ကိုပစ်ချခိုင်းပြီးအဲ့ဒီသပင်တွေကတဆင့်အပေါ်ကိုတက်ကဘယ်လာကိုကဲတင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိုးဆိုးပြန်ရောက်လာပါတယ်။ဖခင်ဖြစ်သူကနောက်ကနေခိုးတိုက်ဖို့စူးစမ်းပေမဲ့သူ့လက်ကတကားမှာညက်သွားတာကြောင့်မော်ပစိန်ကြီးလည်းအတုံးမဝင်ဖြစ်သွားပါတယ်။ဝင်မလွေလူသားလည်းမိုးဆိုးရဲ့လက်ချက်နဲ့တေလူနီးပါးဖြစ်နေချိန်မှာဘယ်လာကသူမဖခင်လက်ထဲကပစိန်ကိုလှမ်းယူပြီးခုခံလိုက်ပါတယ်။ထူးဆန်းတာကအဲ့ဒီပစိန်ကလူကိုမဖြတ်ပဲတစ်သားကိုပဲဖြတ်တာပါ။သူမစပွဲကိုခွဲလိုက်တဲ့အချိန်မှာမိုးဆိုးရဲ့ခြေထောက်ကကျမ်းပြင်ပေါ်ကဝက်ဝံထောင်ချောက်ထဲမှာညက်သွားပါတော့တယ်။ဝန်ပလွေလူသားကမိုးဆိုးကိုအပြက်ရှင်းခြင်းပေမဲ့ဘယ်လာကတော့စိတ်တဘောထားနူးညံ့လွန်းတာကြောင့်သူ့အသက်ကိုချမ်းသာပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဘယ်လာဟာမော်ပစိန်ကိုတုံးပြီးသူမရဲ့ကျိန်စာတင်းစပင်တွေကိုဖျက်တောက်ကကျိန်စာကိုခြေဖြတ်နိုင်ခဲ့ပါတယ်။သူတို့ရွာနာကိုပြန်ရောက်တဲ့အခါမှာတော့လူကူလေးကိုတွေးလိုက်ရပေမဲ့အံ့ဩစရာကောင်းတာကသူဟာသူ့ရဲ့မော်မန်ကြီးကိုတိုးတကောင်နဲ့လဲလှယ်လိုက်ပြီးဖြစ်ပါတယ်